အားလုံးမင်္ဂလာပါ Anguity YouTube channel နဲ့မှာမိတ်ဆွေတို့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြသွားမယ့်ဗီဒီယိုအကြောင်းအရာလေးရတော့ဗောနော်ဒီ 3D map model တွေကို sketch ကိုလွယ်လွယ်ကူကူဘယ်လို change လဲဆိုတာလေးကိုကျွန်တော်ပြောပြတော့ဖြစ်ပါတယ်အရင်တော့ဆိုလို့ရှိရင်တော့အရန်ခက်ခဲပါတယ်အခုချိန်ဒီမှာဆိုတော့အရန်ကိုလွယ်ကူသွားပါပြီဟုတ်ကဲ့ပါကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ဗောနော်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ 3D map 2 D5 တွားတဲ့ဟာလေးကိုကျွန်တော်တို့ဒီအဲ့ဒီကောင်ရဲ့အင်္ဂလိပ်ကို download ဆွဲလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့သူ့ကို install လုပ်လိုက်မယ်ပေါ့နော်အဲ့ခါကျကျွန်တော် install လုပ်လိုက်လို့ရှိရင် 3D map ထဲမှာကျွန်တော်တို့လာပေါ်ပြီပေါ့နော်အဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီပြောင်း model လေးကိုပြောင်းလို့ရပြီပေါ့နော်ပထမဆုံးအနေနဲ့ဒီကိုပြောင်းချင်တဲ့ model ကို select မှတ်မယ်ပြီးလို့ရှိရင်ဒီ file list တွေကကျွန်တော်တို့ဒီ export to sketches ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တနေရာမှာကျွန်တော်နာမည်လေးတစ်ခုပေးပြီးတော့ကျွန်တော်တို့ save လိုက်မယ် okay အဲ့လိုမျိုးလေး save လိုက်လို့ရှိရင်ကျွန်တော်တို့ဒါသူ့ရဲ့ဒီပေါ့နော် 3D map 2 sketch 2 သူက export လုပ်ငန်းစဉ်သူကစနေပြီပေါ့နော် okay ဒါလေးဆိုရင်ကျွန်တော် export လုပ်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနကexport လုပ်ခဲ့ sketch ပိုင်းလေးကိုပြန်ပြီးတော့ဖွင့်ကြည့်လိုက်မယ်ပေါ့နော် okayဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ sketch ထဲမှာကျွန်တော်တို့ 2S model လေးဟာကျွန်တော်တို့အဆင်ပြေပြေတရလေးနဲ့ကျွန်တော်တို့ဒီပေါ့နော်တက်ချာတွေပါကျွန်တော်တို့ရတယ်ပေါ့နော်ဒီလိုပုံစံနည်းလေးနဲ့ကျွန်တော်တို့ sketch ဒီ 3D map ကနေကျွန်တော် sketch ကိုဒီ model တွေကိုပြောင်းလို့ရပြီပေါ့နော်ဒါဆိုလွယ်လွယ်ကူကူပြောင်းလို့ရပြီအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်ခက်ပြောင်းရတယ်ပေါ့နော်ဒါဆိုရင်အခုဒီကျွန်တော်တို့ဒီ file ဒီ file function လေးနဲ့ကျွန်တော်တို့ဒီ model တွေကိုအခုလိုလွယ်လွယ်ကူပြောင်းလို့ရပါတယ်ဟုတ်ကဲ့ပါခုလိုကြည့်ရှုပေးတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်